အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပတ်စံပန်းစီအရွက်ရည်တရားစီးနီးလေးကိုတင်ပြပေးပါမယ်ပထမအဆုံးကျမတို့ဒီလိုအရွက်ရည်တရား ready made ထုတ်လေးကိုပေါ့နော်အစင်တစ်ပြင်ထားပါမယ်ပြီးပြီဆိုရင်ဒီထဲမှာပန်းထိုးခွက်လေးရောဖော့လေးရောတခါလေးပါပြီးတာပေါ့နော်အဲ့ဟာကိုကဘာမှဝယ်စရာမလိုတော့ပါဘူးပထမအဆုံးဒီခွက်လေးကိုအပေါ်အောက်ဆက်လိုက်ပါမယ်ပြီးပြီဆိုရင်ကျမတို့ ready made အရွက်ရည်တရား ready made ထုတ်လေးပါလဲဆိုရင်လိုက်ကြည့်အောင်ပေါ့နော်ဒီထဲမှာအရွက်ရည်တရားစာတုပ်လေးပါမယ်ပြီးဖဲကြိုးလဲပါမယ်ပေါ့နော် plastic ပတ်စံဆိုတဲ့ plastic အရွက်ရည်တရားစာပါမယ်ပြီးပြီဆိုရင်ကျမတို့ပန်းစီစက်ကူတွေစီစိန်စက်ကူတွေပါပြီးသားပေါ့နော်ကိုကဘာမှကိုထပ်ဝယ်စရာမလိုတော့ပါဘူးရှင်ဒါတွေအစင်တစ်ပြင်ပြီးပြီဆိုရင်ကျမတို့ကိုစီးမဲ့ပတ်စံကိုအရင်ဆုံး plastic ဆွတ်ပါမယ် plastic လေးတရွက်ချင်းစီဆွတ်မယ်ပေါ့နော်ဆွတ်ပြီးပြီဆိုရင်ရွက်ရည်တရားစလုံးကို plastic နဲ့ဆွတ်ပါမယ်plastic တွေဆွတ်ပြီးပြီဆိုရင်သူ့ထဲမှာတိတ်လေးပါပေါ့နော်တိတ်လေးတစ်ခွေပါပြီးသားအဲ့ဟာကိုအိမ်မှာရှိရဲ့တိတ်ခုံလေးနဲ့ဆင်လိုက်မယ်ပေါ့နော်ဆင်ပြီးပြီဆိုရင်အဲ့ဒီပတ်စံဆွတ်တဲ့ plastic အိတ်လေးကိုတိတ်လေးနဲ့ပိတ်ပါမယ်တိတ်လေးနဲ့ပိတ်ပြီးပြီဆိုရင်ကျမတို့ပတ်စံလေးကိုခောက်ရအောင်ပေါ့နော်ပတ်စံလေးကိုကိုလူချင်တဲ့ပုံစံလေးခောက်ပါမယ်ပေါ့နော်ပတ်စံလေးခောက်ပြီးပြီဆိုရင်ကျမတို့ဒီတုပ်ကလေးပေါ့နော်တုပ်ကလေးတစ်ချောင်းချင်းစီကိုပတ်စံနဲ့တွဲပြီးတော့တိတ်လေးနဲ့ကပ်ပါမယ်အဲ့ဒါကိုပတ်စံအရွက်ရည်တရားစလုံးပေါ့နော်ကိုစီမဲ့ပတ်စံရွက်ရည်တရားစလုံး plastic လေးဆွတ်မယ်တိတ်လေးကပ်မယ်ပြီးရင်တုပ်လေးကပ်ပါမယ်ပေါ့နော်အရွက်ရည်တရားစလုံးကိုကျွန်မမလုပ်ပြတော့ပေါ့နော်ဘာလို့လဲဆိုဗီဒီယိုအရင်ရှိပါမှာဆိုလို့ပါပြီးပြီဆိုရင်ကျမတို့စီစိန်စက်ကူလေးကိုဘယ်လိုလုပ်မလဲဆိုတာပြပေးပါမယ်ပန်းစီရဲ့စီစိန်စက်ကူလေးကို၄ပိုင်းဖြတ်ပါမယ်တရွက်ကို၄ပိုင်းဖြတ်ပါမယ်ပေါ့နော်ဒါတော့ကျမတခါလဲပါတဲ့အရွက်အရည်အကုန်လုံးကိုတခါတည်းလေးပိုင်းလိုက်ပါတယ်โอเคစက်ကူလေးရေအကုန်လုံးစီစိန်စက်ကူလေးအကုန်လုံးပိုင်းပြီးပြီဆိုရင်ကျမတို့အခုစီစိန်စက်ကူဘယ်လိုခောက်ပြီးတော့တုပ်ကူဘယ်လိုကတ်လဲဆိုတာပြပေးပါမယ်စီဆိုင်စက်ကူအားလုံးကိုဒီလိုလေးခောက်ပြီးတော့ပေါ့နော်တုပ်ကလေးအကုန်လုံးဆက်လိုက်ပါမယ်နော်ဒီကတော့ဆက်မပြတော့ပါဘူးနော်ဒီစီစက်ကူလုံးလေးကိုပြီးပြီဆိုရင်ကျမတို့ပန်းထိုးခွက်နဲ့ဖော့လေးကိုလုပ်ရအောင်ပန်းထိုးခွက်နဲ့ဖော့လေးကိုတစ်ဆက်တည်းဖြစ်အောင်ဖော့မပြုတ်ထွက်အောင်ပေါ့နော်အဲ့ဟာကိုတိတ်ကလေးနဲ့ခွက်လေးနဲ့ခိုင်အောင်အရင်ဆုံးပတ်ပါမယ်ပြီးပြီဆိုရင်ကျမတို့ထိုးမဲ့ပတ်စံလေးကိုအကုန်လုံးတညီလေးဖြတ်မယ်ပေါ့နော်ဖြတ်ပြီးရင်ဖော်တွေကို
အလဲခေါင်ကနေစပြီးတော့စထုတ်ပါမယ်အဲ့ဒါကိုတဝိုက်ပြီးတဝိုက်ပေါ့နော်ဝိုင်းနေအောင်ပတ်စံလေးကိုညီလေးထိုးရပါမယ်ရှင်ဒီနားလေးကိုဗီဒီယိုလေးနည်းနည်းလေးမြင်အောင်လုပ်လိုက်မယ်နော်ဘာလို့လဲဆိုတော့ဗီဒီယိုအရင်ရှေ့ရမှာမလို့ပါဒီလိုလေးပဲပေါ့နော်ပတ်စံလေးကိုတဝိုင်းပြီးတဝိုင်းပေါ့ညညာအောင်ထိုးပြီးပြီးရွက်ရည်တရားစလုံးထိုးပြီးပြီးဆိုရင်ကျမတို့ခုနထိုးထားတဲ့စီစိန်စက်ကူလေးကိုပက်လေပြန်ဝိုက်ပါမယ်ရှင်စီစိန်စက်ကူလေးကိုလည်းတုပ်ကိုလည်းအရှိကြီးမသုံးပါအောင်เนาะအဲ့ဟာကိုလိုချင်တဲ့အနေထားလောက်ပေါ့နော်ပတ်စံအပေါ်ကိုနည်းနည်းရှည်ထွက်ချင်တာဒါမှမဟုတ်အောက်ဖက်ပဲထားမလားပေါ့နော်အဲ့ဒါတော့ကိုလိုချင်တဲ့တုပ်အနေထားလေးကိုဖြတ်ပြီးတော့ပတ်စံပက်လေးကိုတော့ပတ်လိုက်ပါမယ်စီစိန်စက်ကူလေးရဲ့အကုန်လုံးတဝိုက်ပတ်ပြီးပြီဆိုရင်ကျမတို့တိတ်ကလေးကိုအရင်ဆုံးကိုစက်ကူစီးမဲ့တိတ်နေရာလေးကိုတိတ်ရင်ဆုံးရလိုက်ပါတယ်ပြီးပြီဆိုရင်ကျမတို့နောက်ဆုံးမှာပန်းစီစက်ကူလေးစီးရအောင်ပေါ့နော်ပန်းစီစက်ကူလေးကိုတစ်ဖက်လေးလိပ်ပြီးတော့တစ်ဖက်ကတော့လိပ်မပါဘူးပေါ့နော်အဲ့လိုဒီဇိုင်းနေပြီးရင်ခုနကတိတ်ပတ်ထားပြီးတော့ယာထားတဲ့နေရာလေးကိုနောက်ကနေတိတ်ကတယောက်လောက်ကမ်းပြီပေါ့နော်ဘာလို့ဆိုပန်းစီကကြီးတော့လက်ကမမီဘူးပေါ့နော်တော့ဝက်ကအဲ့ဒါကိုနောက်ကနေတိတ်လေးကမ်းပြီးတော့နောက်ကိုပြန်ပေးပြီးရင်တပတ်ပြန်ပတ်ပေါ့နော်တရွက်ထည့်ရင်တိတ်တစ်ခါပတ်ပါတယ်အဲ့ဒါလေးကိုပန်းစီစက်ကူလေးကိုတရွက်နဲ့တရွက်ပေါ့နော်နည်းနည်းလေးပဲထပ်ပြီးတော့ပဲပတ်သွားပါတယ်လက်ကလေးနဲ့တသက်ရက်လေးပြန်ပြီးတော့အပေါ်အောက်လေးဖောင်းကြွနေအောင်တသက်ရက်လေးပြန်လုပ်လိုက်လို့ရပါတယ်နော်စကူလေးအကုန်လုံးပြီးပြီဆိုရင်ကျမတို့ဖဲကြိုးလေးကိုစီးလိုက်ရုံပဲပေါ့နော်ကိုလိုချင်တဲ့ဖဲပွင့်အနေထားလေးစီးလို့လည်းရပါတယ်ဒါကတော့ဖဲကြိုးကတော့အရှိကြီးပါပါတယ်ရှင့်ကျမတို့စီမှာဒီလိုအရွက်ရည်တရားကုန်ကျန်းလူချင်တဲ့ရောင်စုံမှာလို့ရပါတယ်ဒီလိုရွက်ရည်တရားကုန်ကျန်းကတော့ဘတ်အတူတွေအပွင့်တရားလည်းထိုးလို့ရပါတယ်ပေါ့နော်ကိုလူချင်တဲ့တခြားပစ္စည်းတွေလည်းထိုးလို့ရပါတယ်ရှင်ကျမတို့စီမှာပတ်စံပန်းစီစီတဲ့ကုန်ကျန်းတွေမကဘူးပေါ့နော်ပတ်စံကိတ်လုပ်တဲ့ကုန်ကျန်းလေးတခြား accessory အယုတ် accessory လေးလည်းအစုံရှိပါတယ်ကျမတို့ page ကိုဝင်လေ့လာလို့ရပါတယ်ကျမတို့ page က New Way Flower Shop ပါရှင်